Hey guys, what's up? ဒီနေ့တော့ငါတို့တငယ်ချင်းတွေ UNESCO site ဖြစ်တဲ့ Bidano ကိုရောက်နေပါပြီ။ဒါပေမဲ့ရိုးရိုးသားသားပြောရရင်ဒီမှာဘာမှသိပ်မရှိဘူးဟာ။အုပ်ပုံတွေကြီးပဲ Not exactly Insta worthy ပေါ့ကွာမင်းခံပြီးသေးဘူးလားပူလာပြီဟာပြန်ရအောင်ဟုတ်တယ်ဒီမှာ 4G လည်းမမိဘူးကွာငါ rank တင်အောင်မယ်ဟာကွာ view က9ယောက်တည်းတဲ့ရှက်စရာကြီးဟေးကောင်းလေးသွားမယ်ဒါပါကြီးလေလိုင်းကလည်းမမိတော့ဘူးငါဘယ်ရောက်နေတာလဲနေပါဦးဗျာကျွန်တော်ရန်သူမဟုတ်ပါဘူးဧည့်သည်တော်လို့ပြောတာလားငါတို့ကကြုံမှတ်နေတာ တော်ပါသေးရဲ့ဟုတ်ကဲ့ကျွန်တော်လမ်းမလာတာပါဘိုက်လဲစာနေပြီဗျာရက်လိုက်ကြစမ်းသရီဝဆာမောင်ရင်ကအဝေးကလာတာလားအရန်ဝေးတဲ့နေရာကပါဆရာကြီးအခုဆို2025တောင်ရောက်နေပြီငါတို့ရဲ့ဘီသာနိုးမြို့ကိုလိုက်ပြမယ်ဒီမြို့ကအုတ်တစ်ချက်ချင်းစီမှာပုံပြင်တွေရှိတယ်ဝေါလက်ရတွေကအသက်ဝင်နေတာပဲကြည်စမ်းမောင်ရင်ဒီအုတ်တွေကတမန်ရွှန့်ခဲတွေမဟုတ်ဘူးငါတို့ကအုတ်တစ်ချက်ကိုခင်းရင်တော့နောက်နှစ်ပေါင်း1000ခန်းစေဖို့ရည်ရွယ်တယ်။ဒါငါတို့ရဲ့အသက်ငါတို့ရဲ့ယုံကြည်မှုပဲပေါ်ပေါ်ကြီးလို့ခေါ်တယ်။ Wow it's really huge It's not cool. ခုလီ3မှရမယ်ကျိုးကိုဘီးပေါ်တင်ပြီးဆွဲမယ်ဘီးဟုတ်လားဒူးစမ်းလာကြည့်လားအောင်မြင်သွားပြီဆရာကြီး high five လုပ်လိုက်ပါဦးကျေးဇူးပါမောင်ရင်ပဲဟိုဘက်ကဘာကြီးလဲအញ្ញမ်းလာတာပဲဒီဖျားကြီးနေတဲ့နန်းတော်ဆောင်ပဲအရှင်မီဖူယားကစေတီတော်ကိုကယ်တင်ခဲ့တဲ့ဧည့်သည်တော်ကိုတွေ့လိုပါတယ်တဲ့ဝေါအရှင်မီဖူယား
ဧည့်သည်တော်ကိုခေါ်လာခဲ့ပါပြီ ကျွန်တော်မောင်မင်းကြီးသားတို့စီမှာအရာရာအဲ့ဒီလောက်တောင်လောနေကြသလား ဟုတ်ကဲ့အရမ်းမြန်လုံးလို့တခါတလေဘာကုန်မှတေချာတန်ဖိုးမထားမိတော့တယ်လို့ပါပဲ ငြိမ်ချမ်းမှုဆိုတာအမြန်နှုံးထဲမှာမရှိဘူးနှလုံးသားထဲမှာပဲရှိတာပါ ပြန်ရတော့မယ်ထင်တယ် အချိန်တန်ပြီကိုဒါကရိုးရိုးအုပ်ခဲမဟုတ်ဘူးငါတို့ရဲ့နှလုံးသားတွေညီငါတို့ရဲ့သမိုင်းတွေပဲ ကျွန်တော်ကတိပေးပါတယ်ဒီနေရာကိုမပြောက်ပြက်စေရဘူး မင်းခန့်ဘာငေးနေတာလဲပြန်မယ်လေ တကယ်ဖြစ်ခဲ့တာပဲ guys ဒီနေရာကအုပ်ပုံလေးမဟုတ်ဘူးဗျကျွန်တော်တို့ရဲ့အဘိုးဘွားတွေခြံထားခဲ့တဲ့လက်ဆောင်မှုတွေပါ Big Tunnel the city of Vishnuတက်တိုင်တက်ပြီကွာ